ဆော့နေတဲ့ဂျင်ယုံကဆက်တွေကြောင့် muscle imbalance နဲ့ injury ဖြစ်နေပြီ။အခုနောက်ပိုင်းဂျင်ယုံတွေပေါ်လာတဲ့နဲ့မျှဂျင်ဖွင့်ကြတဲ့လူတွေကလည်း degradation ကိုသာဦးစားပေးပြီးတော့စက်ပစ္စည်းရဲ့ quality တွေကိုချော့ချပြီးတော့ဂျင်ယုံတွေဖွင့်တာကိုတွေ့ရှိရပါတယ်။ဆိုတော့အဲ့လိုဖွင့်တဲ့အချိန်မှာစက်ယုံကဒီစက်ပစ္စည်းတွေကိုတေချာစီစစ်ထားတဲ့စက်ပစ္စည်းတွေမဟုတ်ဘဲနဲ့branding နာမည်မကြီးတဲ့စက်ပစ္စည်းတွေနဲ့ကျင်းဖွင့်ထားတာတွေကိုတွေ့ရှိရပါတယ်အဲ့လိုမျိုးစက်ပစ္စည်းရဲ့ quality တွေကိုတေချာမစစ်ဆေးဘဲနဲ့ branding မရှိတဲ့စက်တွေနဲ့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်လာဆော့တဲ့ memory အတွက်လည်း alignment စက်တွေက alignment မညီတာကြောင့်ရေရှည်မှာ memory အတွက်နစ်နာနိုင်ပါတယ်ဒီဗီဒီယိုလေးမှာတော့ quality ရှိတဲ့စက်တွေကိုထည့်ထားတဲ့ဂျင်ယုံမှာဆော့မယ်ဆိုရင်တော့မှ memory အတွက် safety ဖြစ်အောင်ဘယ်လိုစစ်ဆေးပြီးဆော့ရမလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။အနေရရှိပြီးတော့ safety ဖြစ်အောင်ဆော့တဲ့စက်ပစ္စည်းတွေကတော့ square rack ဆိုတာရှိပါတယ်။ square rack နဲ့square ထိုင်တာဖြစ်ဖြစ်ကျွန်တော်တို့ဟိုမှာ bench press တွေတွန်းတာမျိုးဖြစ်ဖြစ် safety bar ကိုတေချာလေးခံပြီးတော့ဆော့ပေးတင်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ incline dumbbell press ဆော့တဲ့နေရာမှာ incline ကိုအခုံကိုထောင်တဲ့အချိန်မှာပင်တေချာဝင်ရလားဒါမှမဟုတ်အဲ့ incline ခုံတွေကLG တွေနဲ့ကြက်ထားတာဆိုတော့ LG တွေကရောloose ဖြစ်နေလားဆိုတာတေချာစစ်ဆေးပြီးတော့ဆော့တင်ပါတယ်ဒါမှမဟုတ်အဲ့ကောင်တွေလဲသွားတယ်ဆိုလို့ရှိရင်ကိုယ်ထိခိုက်လာနိုင်တယ်ပေါ့နော်ဒမ်ဘယ်တုံးတွေကနောက်တစ်ခုကတော့ကျွန်တော်တို့ back muscle တွေဆော့တဲ့အချိန်မှာ seated cable တို့ရဲ့ကျွန်တော်တို့ပူးတောင်းရယ်ကိုဆော့ကြတယ်ပေါ့နော်အဲ့ပူးတောင်းဆော့တဲ့ဟာမှာလည်းတကယ်လို့ဟိုမှာ cable တွေကိုကြက်ထားတဲ့LG တွေက loose ဖြစ်နေတယ်ဆိုလို့ရှိရင်လည်း cable တွေကပြုတ်ထွက်ပြီးတော့ခေါင်းတွေလာမှန်တာတို့ဟိုမှာ seated cable တို့မှာလည်းကိုက cable တို့ကိုဆွဲနေရင်းနဲ့cable တွေပြုတ်ထွက်သွားတာဆိုလို့ရှိရင်လူကနောက်ကိုလန်ကျသွားနိုင်ပါတယ်ဆိုတော့အဲ့ကောင်နှစ်မျိုးမှာလည်းတေချာလေး view site ပြီးတော့ ဆော့ပေးသင့်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ Smith machine မှာဆော့တဲ့အချိန်မှာ Smith machine မှာပါတဲ့ safety bar ကိုတေချာလေးကိုဆော့မဲ့နေရာလားလောက်ထိတင်ပြီးတော့ဆော့ဖို့လိုပါတယ်အဲ့ဒါပြီးတော့ Smith machine နဲ့ incline Smith machine press တွေပါတယ်ဆော့ရဲဆိုလို့ရှိရင်ခုံတွေရဲ့ပင်ကိုလည်းတေချာဝင်အောင်ထည့်ပေးဖို့လိုပါတယ်ပင်မဝင်ဘူးဆိုရင်ခုံတွေကပြုတ်ကျပြီးတော့ Smith machine ရဲ့အလေးတန်းကကိုယ့်ရဲ့ရင်ဘတ်ပေါ်ကိုကြာတာတို့လက်မင်းပေါ်ကိုကြာတာတို့ဖြစ်နိုင်ပါတယ်။မချင်းတစ်ခုကတော့ပြေးဆက်ဖြစ်ပါတယ်။ပြေးဆက်မှာကျွန်တော်တို့က speed နဲ့ပြေးနေတဲ့အချိန်မှာကျွန်တော်တို့ကြွတ်တက်လာတာမျိုးပဲဖြစ်ဖြစ်ကိုကရက်လိုက်ရှင်တာမျိုးပဲဖြစ်ဖြစ်ကိုကပြေးဆက်ရဲ့ stock clock ကိုမမီဘူးဆိုရင်အဲ့မှာပါတဲ့ safety ကြိုးကိုကျွန်တော်တို့ကအင်ကြီးမှာတက်ထားရဲဆိုရင်ကျွန်တော်တို့ပြေးနေတဲ့အောင်ရက်လိုက်တာနဲ့ပြေးဆက်ပေါ်ဆင်းလိုက်တာနဲ့ဒီ safety ကြိုးကပြုတ်သွားပြီးတော့ပြေးဆက်ကိုချက်ချင်းရက်ပေးမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ရွှေ့ပင်နေတဲ့ bench ပုံတွေဖြစ်ပါတယ်အဲ့ဒီ bench ပုံတွေကိုရွှေ့ပင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရက်ပြန်နဲ့တေချာလေးတန့်ရှင်းပြီးတော့သုံးသင့်ပါတယ်ဒါမှလည်းကျွန်တော်တို့ရွှေ့ရတဲ့တစင်ကူးဆက်နိုင်တဲ့ယောဂါတွေကိုကာကွယ်လို့ရမှာဖြစ်ပါတယ်